မင်္ဂလာပါရှင်ဒီနေ့ကတော့ကျမတို့ Media and Psychology တင်နန်းရဲ့တတိယမြောက်နေ့ Day 3ပဲဖြစ်ပါတယ်ဒီကနေ့မှာတော့ကြောက်ရွံ့ခြင်းဆိုတဲ့အရာတွေပြီးတော့ဝမ်းနည်းမှုတွေဒါတွေကိုဒီလိုစိတ်ခံစားချက်တွေကိုသတင်းတွေထဲမှာထည့်သွင်းပြီးတော့လူသားတွေနဲ့တဘာဝပတ်ဝန်းကျင်အတွက်ဘလို့အကျိုးရှိအောင်ပြောင်းလဲအသုံးချမလဲဆိုတာတွေကိုလေ့လာပြခဲ့ရပါတယ်ပုံမှန်အားဖြင့်အကြောက်တရားဆိုရင်အဆိုးပဲပြင်းမြင်တတ်ကြပေမဲ့ကျမတို့မီဒီယာမှာတော့ဒါကိုအပြုသဘောဆောင်ပြီးတော့အသုံးပြုလို့ရပါတယ်ရှင်ဥပမာရာသီဥတုဖောက်ပြန်လာရင်ကြုံတွေ့ရမယ့်ဘေးအန္တရာယ်တွေကိုပြည်သူတွေကိုတကယ်တတိပြုမိပြီးတော့ကြောက်ရွံ့လာအောင်သတင်းထဲမှာစနစ်တကျထည့်သွင်းရေးသားခြင်းအပြင်တဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ့်တက်လာအောင်တွန်းအားပေးတဲ့နည်းလမ်းမျိုးလည်းဖြစ်ပါတယ်ဒီကနေ့မှာလည်း theory တွေမကဘဲနဲ့လက်တွေ့လှုပ်ဆောင်ချက် practical activity တွေလည်းလုပ်ခဲ့ရပါတယ်ကျမတို့အဖွဲ့ကတော့ဝမ်းနည်းမှုတွေနဲ့ပတ်သက်တဲ့သတင်းတွေမှာဝမ်းနည်းမှုတစ်ခုတည်းတွေမကဘဲနဲ့လူတွေကိုဘယ်လိုအရာတွေဘယ်လိုစကားလုံးတွေဘယ်လိုသတင်းတွေကဝမ်းနည်းစေတာလဲအဲ့ဒီဝမ်းနည်းမှုရဲ့နောက်ွယ်မှာရောထိခိုက်နစ်နာသွားကြတဲ့သူတွေအတွက်ကိုဘယ်လိုတွေစာနာစိတ်ထားပြီးတော့ကိုကျန်းစာတရားတွေတိုးမြင့်လာပြီးတော့တယောက်နဲ့တယောက်ပေါ့နော်အချင်းချင်းကိုကြီးရိုင်းပင်ဖိမလာတဲ့စိတ်ကလေးတွေဖြစ်ပေါ်လာအောင်ကျမတို့သတင်းတွေနဲ့ဘယ်လိုရေးသားဆွဲဆောင်ရမလဲဆိုတာတွေကိုလက်တွေ့ project တစ်ခုအနေနဲ့ဖန်တီးပြခဲ့ကြပါတယ်ဒီကနေ့သင်ခန်းစာတွေကနေမီဒီယာတစ်ခုရဲ့စွမ်းပကဟာလူတွေကိုထိတ်လန့်အောင်လုပ်ဖို့တွေမကဘဲနဲ့အဲ့ဒီအကြောက်တရားတွေစာနာမှုတွေဝမ်းနည်းမှုတွေကနေတဆင့်ကဘာကြီးနဲ့လူသားတွေအတွက်ကောင်းမွန်တဲ့ပြောင်းလဲမှုတွေဖြစ်လာအောင်မှလမ်းညွှန်ပေးနိုင်တယ်ဆိုတာကိုအံ့ဩစရာကောင်းလောက်အောင်သိရှိနားလည်ခဲ့ရပါတယ်ရှင်9ရက်တာသင်တန်းရဲ့တဝက်ကိုအောင်မြင်မြင်ဖြတ်သန်းပေးပါပြီရှင်။မနေ့ပြန် D4 မှာရောဘလို့စိတ်ဝင်စားစရာ topic တွေလာအောင်မလဲဆိုတာဆက်ပြီးတော့စောင့်ကြည့်ပေးပါအောင်နော်။အားလုံးပဲ bye bye